ဒီကဘာလဲဆိုတော့ကိုယ့်ရဲ့ဒီတင်ထားတဲ့ window လေးပေါ့နော်ဒီတင်ထားတဲ့ window လေးရဲ့တက်တန်းကဘယ်တော့ကုန်မလဲဆိုတော့ HPR လေးကြည့်တာပေါ့နော်အဲ့တော့အရင်ဆုံးဘယ်ကနေကြည့်မလဲဆိုတော့ window ရဲ့ I ခေါ်လိုက်မယ်ခေါ်ပြီးသွားလို့ရှိရင်ဒီစာလေးကိုရိုက်ထည့်မယ် SLM GR Force.bvs ပြီးသွားလို့ရှိရင်အနှုတ်လေးထည့်မယ် HPR လို့ရိုက်ထည့်လိုက်မယ်ပြီးသွားပြီဆိုတာနဲ့ဒီဟာလေးရိုက်ထည့်လိုက်နော်ရိုက်ထည့်ပြီးသွားတယ် okay လို့ခေါ်လိုက်သူကမြင်မြန်ဆန်ဆန်လေးသူကဖြတ်ခနဲ့ပဲသူကပေါ်လိုက်တာတကယ်လို့သူကလုံးဝကြီးဒီ HPR ဘယ်တော့ဖြစ်ကမလဲဆိုတော့ဗောနော်တက်တန်းကုန်မလဲဆိုလို့ရှိရင်တော့အဲ့လိုမျိုးအလန်းပြတယ်ဆိုလို့ရှိရင်တော့သူကဒီဘောက်လေးတစ်ခုတည်တန်းကြရမှာနော်အဲ့တော့အရင်ဆုံးဒီဟာလေးနှိပ်ကြည့်လိုက် okay လို့ခေါ်အဲ့ဆိုရင်သူကဖြတ်ခနဲ့ပေါ်လိုက်တယ်အဲ့ဒီပေါ်တဲ့ဟာလေးကဒါပြောချင်တာဒီ window ကလှုပ်သေးတယ်ပေါ့နော်တက်တန်းအဆင်ပြေတယ်ပေါ့ဒါလေးကိုပြပြပေးရပါနော်တက်တန်းကုံတော့မယ်ဆိုရင်တော့သူကဘယ်တော့ကုံမယ်ဆိုတဲ့အကြောင်းလေးကိုစာလေးပြန်ပို့ပေးပါတယ်နော်စမ်းကြည့်လိုက်ပါနော်